ကဲပရိသတ်ကြီးတွေအားလုံးမင်္ဂလာပါနော်မတွေ့ရတာကြာပြီဆိုတော့ဒီနေ့ကျွန်တော်တို့ဒီနေ့လေးလှုပ်ဖြစ်တဲ့အလုပ်လေးပေါ့ဒီဟာလေးကြားတော့ကျွန်တော်တို့ထော်နော့ထဲမှာဒီလိုင်ကောင်းထဲမှာပေါ့လိုင်ကောင်းထဲမှာအောက်ကိုခင်းနေလမ်းခင်းနေတာဒါကျွန်တော်တို့အခုမရှူနေရတာပေါ့ဒါကျွန်တော်တို့မနေ့စောစီလှုပ်ဖြစ်တဲ့အလုပ်လေးပေါ့ဒါလေးရကြတော့ကျွန်တော်တို့လိုင်ကောင်းထဲမှာတုံးတဲ့ဒီဘီလက်မြင်နဲ့လှုပ်ထားတဲ့အခွေတွေပေါ့ဒီအခွေတွေကိုအဲ့၅ခုစာပေါင်းပြီးမှတစ်ခွေအလုံးတစ်ခုရတာဆိုတော့0ပုံစံလေးတစ်ခုရတာဒါလေးကကြာကျွန်တော်တို့တကယ်ကြီးတွေနဲ့အတူတူမပြီးတော့ကျွန်တော်တို့အဲ့လောက်ရမယ့်နေရာကိုလှိုင်ကောင်းထဲချလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဒါလေးကပို့နေတာပေါ့ဒီတစ်ခုလေးကြာကျွန်တော်တို့ကလှိုင်ကောင်းထဲကိုပိုက်ပြီးချတာပေါ့ဒါလှိုင်ကောင်းကအပေါက်သေးသေးလေးဆိုတော့အပေါင်းချင်းချင်းလေးဆိုတော့ကျွန်တော်တို့ကကရင်းကိုဖြည်းဖြည်းလေးမောင်းရတာဒါကျွန်တော်တို့အတွင်းနှက်ချီထဲမှာပေါ့ကဲပရိသတ်များအားလုံးကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ဆိုရင်ကျွန်တော် like and share လေးလုပ်ပေးကြပါနော် follow လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်ဒီလိုမျိုးစိတ်ဝင်စားတယ်ဆိုရင် ဆော့လို့ရေးလုပ်ငန်းမှာတုံးတဲ့ပစ္စည်းအကြောင်းတွေရောဆော့လို့ရေးလုပ်ငန်းခွင်မှာလုပ်တဲ့အလုပ်တွေရောအများအားတင်ပြပါမယ်နော်ကြီးစုပေးသူများတယောက်ချင်းစီစဉ်အောင်လေးကျေးဇူးအများကြီးတင်ပါတယ်